အားလုံးသောကျွန်တော်ကျေးဇူးရှင်ပရိသတ်တွေကိုဥစ္စာပရမကျွန်တော်တို့ကြောက်ပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်ဖေးဖေးလေးမင်းလေးကိုကျေးဇူးရနေ့တော့ငယ်တဲ့တို့ပေါ့ဒီတက်ကြီးကလည်းဘယ်လိုပါလဲကြောက်တော့တက်ငယ်ရေးကြီးအောင်မလုပ်နဲ့ဘာဖေးတော့ဖေးတော့အသက်ကဘယ်နဲ့လဲမကတော့လည်းတော့ပြောရတယ်ဟောဒီကျေးဇူးဘယ်လိုဖြစ်လဲဒီအဲ့ဒါဥစ္စာပရမဟုတ်ဘီးရဘယ်ဦးဒီစပယ်ရှိလို့ဘီးရစကားကောင်းပြောပြစီခက်တာဘယ်လိုဖြစ်ဘီးရဒီရှိရစပယ်တွေကပြန်နေတော့ဒွေးကြီးညက်ပါပြန်ဒွေးကြီးညက်ကပကြရီဟုတ်ကဲ့โอเคပိဿာဥစ္စာပရမလန်ကန်တော်ဆိုစိတ်ဆုရှင်ဘုံဝင်းမောင်ဆိုတာဟိုရန်ကုန်တိုင်းပခုံးတိုင်းဘက်မှာလိုင်းမောင်မှာအင်တာနက် Facebook မှာနာမည်ကြီးနေတဲ့အဖွဲ့ဟုတ်ပါဗျာကျွန်တော်တို့ကတော့နေကန်လူရှင်တော်တွေရန်ကုန်မှာသွားအလုပ်လုပ်နေကြတာစကလေးကတခါတည်းအိုးသိကောင်းလို့နော်တန်းလေးရတယ်အတန်ပါရင်ပါစေရှော့ထားလိုက်ရတယ်တို့ကျောင်းကဟိုးနေပေးတယ်ကျောင်းကဟိုးနေပေးတယ်ဟုတ်လားဒီနောက်ဆုံးပါလားနောက်ဆုံးပြင်မယ်နော်နောက်ဆုံးကျွန်တော်တို့အလှအောင်နည်းနည်းလေးရှော့ခံစားစောက်ကျိုးတော့တော်တော်လှတယ်ဒီလိုတိတိတူမိုးချိုးပြတဲ့မြက်ဖွဲ့အဲ့ကျွန်တော်တို့ဖိတ်စာလာလေးကိုအရင်ဖတ်ရဖိတ်စာလေးကိုရဗမာစာဆိုမင်းဖက်အင်္ဂလိပ်စာဆိုငါဖေးအခုဖတ်မလို့လားဘုံဆီယာမသွားပြအခုဆီယာမအလုပ်လုပ်သွားပြီဘာဖြစ်လို့လဲမြင်မြူခဲတွေခိုးရောက်ကောင်းကောင်းမဟုတ်ပြောအဲ့လိုဖိတ်စာလေးတော့ဖတ်မယ်နော်ဟုတ်ကဲ့ဒါလေးဂိမ်းလေးတွေတတ်ထားနော်ရိုက်ကိုကျွန်တော်တိုးတာလည်းရတယ်ရိုက်ကိုရတယ်ရှိတယ်မတ်ကြီးကွာတာတိုးတာထားလားရတယ်တိုးတာကျွန်တော်မိုက်ကြီးတက်ကွာတာအော်ပါဆိုလို့နော်တော့မတန်းတွေလွေမိုးဟင်္ဒရာရဲ့ရိုက်ကိုရေးလည်းရှိတော့နည်းနည်းလေးအိုရင်ကောင်းမယ်ဟုတ်လားအေးရပါတယ်ရပါပြီရကျေးဇူးပါပဲဆက်ကြကုန်ကျွန်တော်မှရှော့တာကျွန်တော်မှရှော့ဒီချိုးရှော့ရရှော့တိုးလေးပဲရှော့တာရတယ်ကျွန်တော်တို့အော်မယ်ရရလားဆိုရပြီရရှော့လို့ရပြီရဟုတ်ပြီကဲစလိုက်ကြဖိတ်စာလှကနှုတ်ကြွလေးနဲ့ကိုဖတ်ရမယ်ဆိုရင်တော့ဟုတ်ကဲ့ကတိယဟန်ကန်ရှင်ပြုတီလရှင်ဝေအလူတော်မင်္ဂလာတဲ့ကောင်းတယ်အလူတော်မင်္ဂလာဗျာအလူတော်ကြီးကစုံလို့ပါပဲပြိတ္တကေနော်အထူးပြောကြရတော့မလို့တော့ပါဘူးအိမ်တိုင်းမှာဖိတ်စာတွေရောက်ပါတယ်ခင်ဗျာဟုတ်ကဲ့နန္ဒ၅ပါးဥဒိတ်ပန်စင်လေးအေယာဝတီတိုင်းဒေသကြီးဟင်္ဒရာမြို့နယ်တောင်လုံးစုအုပ်စုဖောင်ချောင်းကျေးရွာနေနှစ်ဖက်မိဘများဖြစ်ကြပါတော့ဦးအုံတို့ဒေါက်တင်မေတို့ဦးသိန်းရွှေတို့ဒေါက်တင်မြင့်တို့အားရည်စူးဥထိတ်ထားပြီးလူတန်းတဲ့အလူတော်ကြီးပါမှန်ပါဗျာသာသနာအလူဒါယကမကြီးဒေါ်ထေးမြင့်မောင်နေဖြစ်တဲ့ဦးစန်းထေးတို့ဒေါ်မြင့်မြင့်စန်းတို့တာသမီများဖြစ်ကြပါတော့မအေးနိုင်တို့ကိုစောမျိုးမအေးခါကိုအေးမင်းဆိုမယူယူခိုင်ကိုထက်နိုင်ဝင်းမဆုမြတ်မွန်တို့နဲ့တူကိုထက်လင်းဦးမတ်စင်တွေမတ်စင်မိုးတွေအမျိုးတွေရှိသေးလားရှိသေးတာပဲဒီဖိစာအကုန်ဖတ်ရင်မိုးနေသွားတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့စေမော်တက်တယ်ဆိုရဲကျွန်တော်တို့ရဲ့ဆရာတော်ဘုရားဖြစ်တဲ့သာသနာပြုတဲ့ကျွန်တော်တို့ဆရာတော်ဘုရားဝိဆာလင်္ကာရကျောင်းတက်ကြီးရဲ့ဦးစီးပရဏနာယကဆရာတော်ဘုရားဖြစ်ပါတော့နော်ဝေနာဇက်ကဗဒနာအင်ဒရာစက္ကာကိုဥခိုက်ပါတယ်မှန်ပါဗျာကျွန်တော်ရဲ့ကျေးဇူးရှင်ညီလေးညီမလေးအကိုအမဦးစီးတော်ကြီးတွေတယောက်ချင်းစီတိုင်းကိုလည်းစံပြားကချီပြားကြောက်ပါတယ်ကျွန်တော်တို့လူရှင်တော်ကြာရည်စရာတွေပြောလို့ညဉ့်တာလေးတွေပါရင်လည်းခွင့်လို့ပါတရားဟောတော်တဲ့အရင်ကျောင်းဆရာတော်ဓမ္မနန္ဒကိုလည်းကျေးဇူးတင်ပါတယ်တို့လေးနဲ့ဝုဒ္ဓငွေယူပြန်ကြွသွားလို့မြို့မှာရိုက်ပြီးတော့မယ်ဟုတ်တယ်ပြီကောင်းလို့စကားပြောတို့လေးဟောပြီးပြန်ကြွအတူတော်မင်္ဂလာပွဲကြီးကစီကားတယ်ဒါတော့အထူးပြောစရာမလိုဘူးအမတော့ပြောမှဆိုရင်တနေ့မှာတစ်လမှာတရက်မှာတည်းတကြောင်းတာခွင့်ပြုတော်မူသောဟုတ်ကဲ့ပူရိမဝါထတော်မူသောတမှုရိတန်ခါတော်ရှင်သူများများမှန်ရဲ့ထုကဲလာစွာကထိန်သင်္ကန်းကတူတဲ့ဘွဲတန်ဖို့ရှိလိုက်တာနော်ဒါတော့ဆိုရိုးစကားရှိဘာများလို့ကိုဘွဲကြော်ရေတနာမှာစိန်ဟုတ်ကဲ့ကျောင်းမှာသိန်းအလူမှာကထိန်ဟုတ်ကဲ့ဆိုးမှာပိန်းဟုတ်ကဲ့အသားမှာဂိမ်းခွေးသားအဲ့ဒါမပါဘူးကိုရကမြေတယ်မဟုတ်တော့မပါဘူးဒါလေးအထူးမိတ်ဆက်စရာတော့မပါဘူးမိတ်ဆက်ပေးရမယ်ဒါတော့
ရုပ်ရှင်နဲ့ဗီဒီယိုပြုဆောင်တို့တီတီအကမှာပါတိတာဗဒနာဒါရိုက်တာသူတို့ပြီးလို့ဒီလေ ငါပြန်တော်မူငါအလောက်ပဲဘယ်လိုရေးမလဲ ဟိုကရေးတာလိုက်ဖွန်ကြောင်း တေချစ်စုံဖော်ကြ ဒါတော့ကပွင့်ကြော်ပါကပွင့်ကြော်အားလုံးတီးပြီးသားအချို့ကတော့လူရှင်တော်ပွင့်ကြော်လို့ခင်တာတကယ်တော့ကိုငယ်ငယ်တုန်းကလူရှင်တော်မဟုတ်ဘူးမင်းသား ညီလေးနောက်ကျောင်းမပြန်လေလေလူရှင်တော်ပဲကောင်းပါလေ မင်းသားပါသူ့တစ်ချင်းလေးကြာပြိတ္တာမှတ်ပြီးတော့မှကလေးလေးပြီးသွား ငါတော့မသိငါတစ်ချင်းငါတော့ဝေး အကျွန်တော်ဆိုပြလိုက် ကဲဒါဆိုရင်ပိဿတိကောင်ငါငယ်ငယ်တော့အကုန်မောဆက်ထဲမှာငါဆိုတဲ့တစ်ချင်းလေးမစ်ဆိုပြချမ်း နှကမ်းမွေးနဲ့ပွင့်ကြော်တင်ငိုင်းကုန်းကခေါ်တယ်တော့ကြာသေးတဲ့ပုံလေးရဲ့ သူတွေတော့ကြာသေးတယ်ဆေးသက်ကြာသေးတယ်ကောင်းအောင်စကားပြော ဟုတ်ကဲ့ဟုတ်ကဲ့ အချင်းတွေအားလို့ဆိုရင်မကောင်း အကောင်ဟာ အချင်းကခက်တဲ့ပေါ်စီရမတမ်းမျိုးဟိုချစ်မဆိုဟာ မိုးဝဲမှာဟောနေတွေ့ပြီ မောမဖွာတွက်ပြီးတော့ဟိုက drum ဆရာလေးနဲ့ အဲဒါဆရာလေးနဲ့ အခုလူပြရဲခိစားပါတော့ရချီ ဟာဘာလေးอ่ะ တချင်းရ အော် ဤလက်ကကြီးတင်းလက်ကတိကပြင်းဤလက်ကကြီးတင်းလက်ကတိကပြင်းကျွန်တော်တို့ကချစ်ရှိစရုံကမြင်ဖို့ငါတွေကတည်းကပတ်စပ်ပြီးမှဆေးဖို့လူလူချင်းဝိရတိကစကူကောင်းရင်တို့ရောကဘုရားနဲ့တောင်းဒါတို့ကပြင်းရဒီကကပြင်းရမရပါဘူးပြင်းရအော်တမင်းစောရော အေးကဲ ဒီချင်းဆိုတယ် ရခဲကြအမနှကမ်းဝဲပေါင်ပေါ်ကြသွားအမအတုတက်ချင်တက်လေ မာလေအမာပဲဝခါဝဲချောင်းကြတယ်ဘာမှအကုန်ကြည့်ရခင်ဗျာဘယ်နေရာတက်ချင်လို့အဲ့ဘာလဲအမမရှိတော့ကျွန်တော်ဟာတက်ပေါ့ဒီဆောက်ပြောတာ ညာကောင်းဆိုပါဒါမော်စကိုတို့ရွာဒါကြပြားဆရာရွာကြပြားဆရာရွာဆိုတော့ကိုကြပြားမှာဆန်တော်ချိန်ညနေပြီးတော့လာတာမော်စကိုပေါ့ပေါ့လေးရွာမဟုတ်ချင်းဆိုရင်ကောင်းကောင်းလေးဆို အကြပြစီရရွာလား ဟုတ်တယ် အဲ့ဒါဆိုကျွန်တော်နေတဲ့သိကိုကျမ်းမာရင်မကောင်း ဟုတ်တယ် နှလုံးရောဂါနဲ့ဆေးကိုတက်တော့တချင်းဆိုနေမှာနည်းနည်းလေးဘယ်လိုလဲအဆုံးအားတော့ရှိတာ နှစ်လောက်ခဏချိန်ဆင်းအောင်တက်တာ ကျွန်တော်အဲ့လောက်တော့ဆေးကိုတက်ရအောင်ဒါပေမဲ့ဟိုချင်းမကောင်းလေစမ်းစမ်းခန်းလိုက်တဲ့ချင်းတွေက မစ်စော်တဲ့ကစား မင်းတို့တို့ဟိုပေါက်ဆိုပါလေမစ်စော်ရငါဆိုပုံမှန် ဟုတ်တယ် ဒါစတဲ့ငါစတဲ့တက်ကမင်းတက်ငယ်တိကျတဲ့ဖူးတာကမင်းတက်ကျွဲတောင်းငါကတည်းကမင်းလက်တက်ကျွဲနေတော့အဲ့ဆိုင်တိုင်းကနေဘောတိတ်ပါတော့ချက်တယ်ချင်းမင်းကရန်ကိုချောအားမရှိရင်သူကတောင်းပြေကူလို့ပြောလိုက်မယ်ရှူးတော့ကွာမယ် ဘာလို့ဒီပေါ်ကြတယ်ဘာလို့ကျွန်တော်ကားတာလေကျွန်တော်ဆိုတာလေးကြည့်ရမယ်ပွင့်ကျော်ဝတ်သားနေတာလေးမြင်ရမယ်။ဘာသဘောရဝတ်သားတွေအများကြီးစားတာ ဒီမကောင်းလို့မိုးတယ် ။ဒါတော့ကျွန်တော်အကူဒါမောပါတယ်ဒါတက်ကြီးခံမှာဒါကျွန်တော်ကိုတကယ်ကျမ်းမာရင်မကောင်းမော်စကိုကဒါနဲ့သူကြေးရသူကြေးရသားတွေလူငယ်တွေကဖိတ်ကြတယ်လို့ရောက်ရှိတာ။ဟိုဝင်းမှာဟိုရန်ကုန်ဟိုဘက်ကလာကြတာကျွန်တော်တို့ကဒီဟင်္ဒရာနေကန်သားတွေအောက်ဆက်တာ။နောက်ခုနမိုးဝင်းမှာလာတယ်သူကနာမည်ကြီးပြီးသား။တိုင်းပေါ်မှာပြည့်တဲ့လက်ကုပ်ဒီအားပေးတာစုရချတာကျွန်တော်တို့ဝမ်းသာတယ်။ ဒါပေမဲ့ကျွန်တော်တို့ကပါစီရတဲ့ပြည်သားမိတ်ဆက်ပေးရအောင်ပဲ ဟုတ်ကဲ့ ဘယ်သူမိတ်ဆက်မလားကျွန်တော်ကျွန်တော်မင်းကျွန်တော်ကြီးလေးဒါလို့ဖြစ်တယ်ဒီသေးချင်းဆိုဒါနဲ့သူကရောက်ရေးရဆိုဖေမိုးတွေတက်တယ်တော်ရရောက်ရှိတဲ့ဖွ ဘာမှကျွန်တော်တို့သမီးရှင်လို့တတ်တာသူကတော့မတန်းရလို့ကုန်တာခွေးတယ် ခွေးသားမဟုတ်စပင်းတော့ဘူးမှမရှိတော့ဘူး နာမည်လေးမစ္စတာ ဒါကပြည်သားမရောက်ရှိတဲ့ဗီဒီယိုတော့ဆောင်ဟာတန်လူရှင်တော့နာမည်လေးကတော့စတားဘောဘောလို့ခေါ်ပါလေခင်ဗျာ နှကမ်းမွေးရင်စတန်လိုက်တာ ဘယ်လိုလဲ ဘာအခုဘာလို့စတားပေါ်ပေါ်လို့သူကပြောလိုက် မင်းတို့ပြည်သားတည်အောင်လေမရောက်ရှိတဲ့ဗီဒီယိုတော့စတားပေါ်ပေါ်လေ အခုပြောလိုက်လို့စီရပြည့်သက်ကတည်သွားပြီဟိုနောက်မှဟိုနန်းလန်းရှင်မှာတိုင်ပြီးကြည့်နေတဲ့ပြည့်သက်တွေကကျွန်တော်အဲ့လိုမထင်ဘူး ဘယ်လိုထင်လဲ ကျွန်တော်ရုပ်ရှင်မိသားအောင်ရဲလေးနဲ့မှားနေတာအောင်ရဲလေးလို့ပြောတော့ဘာလို့ပြောတာဘယ်ဘက်ကဘုံဘုံလို့ဖွင့်လဲ ရွှေမုံရတီတော့ထားလိုက်ကွာ ဘုံဘုံလို့ကိုယ်တော်ဝါသေးတာတခါတည်းတန်ရောစင်ပြက်လိုက်တယ် ဒီလေ ဟမ် ဘိုးဘုံတန်အောင်စင်ဖြတ်တယ်ငါကတန်အောင်စင်ဘာလို့လာဖြစ်ရတာလဲ အခုတန်ရောစင်ရရှေ့ထွက်နေတယ်အဲ့ကိစ္စကြောင့်အကုန်ကုံကောင်းမရဘူး ဒီမကောင်းအဒီအဲ့ကိစ္စတွေပါပါပေါ့လေ ဟုတ်လားကျွန်တော်တော့ဒါကျွန်တော်ပေါ်ပေါ်ဆိုတာအားလုံးသိတယ်ပေါ်ပေါ်ဆိုတာဒီပွဲမှာကျွန်တော်တို့ဆရာတော်ဘုရားဥရိညာဆက်ကပွဲမှာခုနတက်လျှောက်လိုက်တယ်တပည့်တော့နာမည်ပြောင်းမယ်ဗျာလို့ အာဘယ်မကောင်းအခုနာမည်ကောင်းပါဟဲ့ အစရာပေါ်မှာနာမည်လေးလုံးရှိတယ်လေ ရှင်းတော့စတားပေါ်အာလက်မလေးရှိတယ်ဟုတ်တယ် ရှင်းလို့တော်တော်လေးပြောလိုက်ပြီတခြားမှတ်တာကျွန်တော်နာမည်အစထွင်ကပြောအခက်တင်တာပါကြပါအစလာပေါ်တာသဘောတမတန်သူစားတာကောင်းဆိုတဲ့မြောက်တဲ့ထန်တဲ့သမီးစားစီစီစားပါကြည့်တယ်ထက်ကြီးနေရတော့အပြောသွားတာတောင်မျိုးပေါင်းဆုံးတာပြုတ်စေဟိုမိုင်ကတို့ရလို့တော့ဖေကနာချင်းနာကတည်းကဒီကနေ့ညောင်းကတူလေတင်တဲ့မင်းတို့ရမို့ဆိုတော့ကိုကအကတနာပေါ်ကြီးမို့တင်ရကူကအကူဝရပဲလက်ချရရတော့
ကပြောပေါ်ပေါ်ပဲခေါ်လိုက်တော့ဗျာ ရတယ်ဟာမရတယ် ကိုမင်းကြောင့်တော့အောင်ရောက်နေပြီရားတော့မလား တဲ့ကောကအောင်ရောက်တယ် ဒါတော့ကျွန်တော်ပေါ်ပေါ်ပါ ဟုတ်ကဲ့ နောက်တစ်ယောက်နဲ့ကျွန်တော်တို့မိတ်ဆက်ပေးမယ်ဆိုရင်ဒါဟာတာလို့ရှင်တော့ရန်ကုန်ပေါက်စီလို့ခေါ်ပါတယ်ခင်ဗျာ ဟာလာပြန်ပြီလား ဘာလို့ ဘာရမပေါ့စီ ဘာလို့လဲ နာမည်ပြည့်စုံခေါ်လိုက်ပါ ဘယ်လိုလဲ နာမည်ပြည့်စုံခေါ်လိုက် ကိုပေါက်စီ အနောပေါ့စီနေမှာဘလို့အနောပေါ့စီနေမှာရက်ထွက်နေနာမနဲ့လပိုင်းပုံမကတ်တာလက်နဲ့လပိုင်းနဲ့လပိုင်းပုံမကတ်တယ်ကျွန်တော်တချင်းလူတိုင်းကြားဖို့မှာခုနကတော့သုံးသွားတယ်အောင်မရတော့မြောင်မင်းကြီးအောင်ကတော့လာမင်းကြီးဒီမှာလည်းမြောင်မင်းကြီးလားမပြောချင်တော့နေတာမရဘူး ဟုတ်တယ်ဒါတော့ကိုပေါက်စီပါကျွန်တော်တို့ငားလာတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ပဲငားတာကိုပေါက်စီကမအားတဲ့ဓာတ်တွေကလာခဲ့ ကျွန်တော်အားမဟုတ်ဒီလိုပွဲမှာအမှုမှာဒေါ်အေးမင်းတို့ပွဲမှာကျွန်တော်တို့ချောတယ်လာတယ်ဘူးပါမဒီပွဲအောင်နေမှာဆိုလို့လိုက်တာကျွန်တော်အိမ်မှာရှူတင်တန်းတိုင်းနဲ့ ဟာရှူတင်ဆိုတော့ရုပ်ရှင်ရိုက်နေတာ ဟာကျွန်တော်စကားရိုက်နေတာ ဟာရုပ်ရှင်ရိုက်တယ်ဒိုက်တာဘူးနဲ့လေ ဒါကမြင့်မြတ်ဈေးတဲ့ ဟုတ်ဒါလိုက်တာ ဒါလည်းအကိုဆို အာယုံဦးကိုဆို လေးစားတယ်ဗျာခင်ဗျာဟာဟင်္ဒရာအောင်မြင်သွားတာလေးစားတယ်မင်းသားတွေကဘယ်လိုလဲ မင်းသားတွေကမြင့်မြတ်ဈေးတဲ့ကျွန်တော်3ယောက် ခင်ဗျာမင်းသား မင်းသား3ယောက် မင်းသမီးက ဝတ်မုံရွှေ သူကမင်းသားရဲပါထုတ်ပါပြီရတယ်ဒါဂုံယူတယ်ဇက်ကားနာမည်ကအ သေးတောင်းကကြားတယ်မျက်ရည် လူလာရတာကွာ စကားကကောင်းပြီအသေးတောင်းကကြားတယ်မျက်ရည်ရုံးရည်နဲ့ကြည့်ပြီးတော့ပေးတော့ဟာ ဟာဆက်ကျလို့မြင်းမြက်ကဇေရက်တက်ကကိုပေါက်စီရဲ့မင်းသား၃ယောက်ဆိုတော့ခင်ဗျာဘယ်အခန်းကတရုပ်ဆောင်ရတယ် ဈေးရတက်ကငယ်ဘဝရိုက်ကြအားလုံးကတော့ဒီစောက်ခွက်ကြီးကဈေးရတက်ကငယ်ဘဝ ရိုက်တယ် ရိုက်ကြဒီပွဲပြီးငါဒီလောက်ကိုမလုပ်တော့ဘူး ဘာဖြစ်လို့လဲ ဖေနဲ့မေမေစကားပဲနားထောင်တော့ ဟာဘလူတွေလည်းဖေဖေနဲ့မေမေ ငါရဖေအေးမင်းဆိုမေမေတော်ယူကိုင်တော့က အဲ့ဒီဆိုဓာရီကိုမွေးမလို့လားမင်းတို့ဖွတ်တက်တာလေဆိုတာ ဖေနဲ့မေမေအသားကိုပြောတာတားလေဒီလုံးတွေဟိုတဲ့မလုံးနဲ့တဲ့ပညာရေးကိုစုံစမ်းတယ်အောင်သင်လိုက်ပါသားလေးရဲ့ဖေအေးမင်းဆိုနဲ့မေမေယူကိုင်ကပညာလေးကဘာပညာလေးသင် ဘယ် နေ က လဲ တန်းလဲ မူချို မူချိုပါနေရကျိုးကြဖို့အရေးကုန်းကြံတော့တယ် မူချိုဘယ်နဲ့မူချိုသွားဒီကိစ္စ ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ရဲ့ဒါကိုပေါက်စီ ဟုတ်ကဲ့ ဒါကိုပေါက်စီကိုပင်းဆိုကျွန်တော်တို့ဒါမုံဝင်းမောင်နိုင်ငံတော်ဆိုစိတ်ဆူများရှင်ဒါဆိုရှယ်ပေါ်မှာလည်းနာမည်ကြီးနေတဲ့မုံဝင်းမောင်နဲ့တွဲဖက်တယ်ကျွန်တော်တို့မိုင်းလေမုံဝင်းမောင်ခွင့်လွတ်တော့ကျွန်တော်တို့လည်းကားထားလို့ ကဲခဏလေးနော် ဟုတ်ကဲ့ တို့ရဲ့ဆရာတော်ဘုရား ဘာလို့စအိမ်မှာဆက်က ဥညာဆက်ကတော့ဟာသလူရှင်တို့များတွေ့တဲ့ကွန်ပျူငွေ9000ကျပ်ကြီးနေပါလေဒီလိုပါ ဘုံဘလုံးမှာပထမနဲ့ခွဲမရတော့1000ထပ်ပေးပါလားတယောက်2000ကြီးသွား ဆရာတော်ဘုရားကြီးကျမ်းပါပါကျမ်းသာပါစေဒီပြကိုတော်တွေဖျားရင်ဖျားပါစေအော်ဒီကျေးဇူးကိုပြောကောင်းငပြောကောင်းါနေကိုရိုက်နေကြမယ်ပေါ့ ဘလို့လူကြီးမှန်ကိုမသိတာဆောက်ဖြတ်လည်းကိုမရ ဟုတ်တယ်ကိုညာကိုလည်းခုနသချင်းတောင်းတာတဲ့မောင်စကူနဲ့လိုင်းရနေပြီးတော့သချင်းလေးတောင်းတာတဲ့ပေါက်စီဟိုတဲ့40ကျော်အချစ်ကလေးဆိုနေပါလား ဟုတ်တယ်ညနေတည်းမလို့တော့ဆိုပဲလောက်ပါနဲ့ကိုထုံးတို့မင်းတို့တီးဝိုင်းနဲ့လားဆိုတဲ့အဲ့ဒီကိစ္စပြဿနာတက်တာမုံဝဲပါပဲမစုံမရသေးတော့ကိုပွင့်တော့အဲ့ဒီကြီးကပြဿနာတက်တာနိုင်ငံတော်တီးဝိုင်းလေမင်းနိုင်ငံတော်တီးဝိုင်းကျွန်တော်မစုံရဘူးပြဿနာတက်တာ ဘာလို့ပြလို့လဲ ဆိုတော့ငွေ9000နဲ့လားတောင်းကျွန်တော်အိတ်ထဲဒါကဘိုးဝဲမော်လည်းကောက်တော့လိုက်တော့ကျွန်တော်လည်းအဲ့ဒီချင်းဆိုလိုက်တော့40ကျော်ချစ်ကိုဆိုလိုက်တော့ပွဲကင်းနဲ့တော်ကြီးကမြေရီပေါ်ကြဟာကျွန်တော်ဆင်းသွားတယ်အတော်အလူပညာချစ်တော်သူလားနေမျောသူလားစစ်ကြောသူလားဘောင်းမပေါက်စီရဲ့တဲ့မင်းဆိုလည်းမျက်ွက်ကြီးကမနေ့ကတော့ရောက်ပလိုက်တယ်စိတ်တော်ကြီးနဲ့ဒူးလို့ပါကျေးဇူး တက်ကဒီမှာစိုက်တာလောက်လိုက် ရက်ခေါ်လာတယ်စိတ်တော်ကြီးကဒူးလို့တဲ့ကဲအဲ့တော့မင်းသမချင်းလေးညာ ဟုတ်ကဲ့ ဒါကတိနာစင်တာတန်ခါတာတင်းမှာကတိနေ အဲ့ကတည်းကကိုအားရ ဒါကျွန်တော်ကလာရောက်တော့ခုပြောရည်တယ် ဒီကပ်ဖို့ကျွန်တော်တို့ ဒီပြည်သက်များအားလုံးပါတယ် ကိုပွင့်ကြောင်ရောကျွန်တော်ကဒီကကိုပေါက်စီရောမုံဝဲမောင်ဖွင့်နေအာသာနော်
ဒါလည်း ဒီစကားပြောကြည့်ပြီ မိုက်ကျုံမမီလို့ဒီကတိုးပြီးသားလို့တော့ခင်ဗျာ ဒီစကားပြောကြည့်ပြီ ဘာဖြစ်လဲကို ခုံပြင်းကိုဆရာတော်ကိုယ်တိုင်9000ချင်းနေ ဟုတ်တယ်တော်တော်မရလို့ဘာမရလို့ အလူလေးထိုက်တယ်တဲ့သူစကားကပြောမှာပေါ့ အေး ဟာမင်းအကိုကြီးတော့အဖရ အမကြီးတော့ဆလောင်းမဟုတ်ဘူးအုပ်ဆန်းဆန်းရှိတာ ကောင်းမစကားပြော ဟုတ်ကဲ့ဟုတ်ကဲ့ နော်အကိုကြီးဖရငါပြောမယ် ဟုတ်ကဲ့ပါ အဲ့တော့ကတိကစီဝရံတောက်ကဒီမှာကတိကတောက်ရပွဲမှာ လာရှင်ဝဲခေါ်ရလာရှင်ပြုအလူတွေဆုံးနေတာ တကယ်တော့ဒီဝိုင်းကြီးမိုးဝင်းမောင်နဲ့ အေးမင်းဆိုတော့ယူခါတော့စူဆောင်လာတယ်နော်စချလို့ရတယ်အဲ့ဒါပြောပြတာ မင်းမစောက်ကပိတ်ထားစမ်း ဇက်ပေါဇက်ပေါ ငါပြောနေတယ် ကျွန်တော်လည်းပြောတယ်ဗျာ ရံပြစ်နေကြပြီရံပြစ်နေကြပြီကျွန်တော်ချင်းမကိုင်ပြီးချင်းမကိုင်ပြီးလည်းမကိုင်ပြီးပြည့် အဲ့ဒါကတော့ ဘယ်လိုဟာအော်ဘူးလေနည်းနည်းရလုံးတော့ပြီးနေကြ ဟဲတီးပါဘောအဲ့ဒါမေးလူမလို့ ကျဲမလို့ဒါမနဲ့အလုံးအဒီတော့မဟုတ်ဘူးအညာတန်းထဲနေတာ အလုံးကလည်းအညာသားချေနေတာမင်းကောင်းမစကားပြော ဟုတ်ကျွန်တော်လည်းပြောတတ်တယ်ပါစက် ဟုတ်ငါပြောရင်မင်းအထောင် ကျွန်တော်လည်းပြောတတ်တယ်ဒါကြောင့်အပွင့်ကြတယောက်ပဲပြောတတ်တယ်ပေါ်ပေါ်မပြောတတ်ဘူးလားပေါ့စီမပြောတတ်ဘူးလားဖြစ်သွားမယ် ကိုကျန်းမင်းတို့ငါတို့လာလုပ်တဲ့အလုပ်လုပ်တာ မိုးဝဲမောင်ရဲ့စိတ်ကိုလာတာ အေးလေ မင်းရမဖြစ်ချင်ဘူးရမမပြော ကျွန်တော်လည်းမဖြစ်ချင်ပါဘူးအခုကျွန်တော်လိုက်တာနေလို့ပါ ဟာမပြောနဲ့ငါပြောတယ် ကျွန်တော်ပြောမယ် မင်းဘာဖြစ်လို့မင်းကပါဇက်ကရှိရပြောတာ ပါစက်တွက်လို့ပြောတာ ဘာဖြစ်လို့ ပါစက်တွက်လို့ ပါဇက်တွက်လို့ ဟုတ်ကဲ့ ပါဇက်တွက်လို့မင်းကပြောတာပေါ့ ပါစက်တွက်လို့ပြောတာ ဩမင်းကပါဇက်တွက်လို့ तू ကပါဇက်တွက်တယ်ပွင့်ကျော်ဆိုတဲ့ကောင်လက်တွက်တယ်ရ ဟာ လာခဲ့ရေဘူးတော့ပဲတော်ပြီရတယ်တော့ ဘာလို့လာလဲ ဟဲ့မင်းကပါဇက်တွက်တယ်ပွင့်ကျော်ဆိုတဲ့ကောင်လက်တွက်တယ်ရ အခုကကြီးလဲကြီးသေးတယ်အခုကကြီးပဲပုံစိတ်ကြီးတယ် အနိုင်လဲယူသေးတယ်လို့ အနိုင်လဲကြီးတယ်အခုတော့ဆွဲကျွန်တော်ဒါကလည်းကိစ္စပြချဒီစက်ကလို့မသိဘူးဒါလည်းသိအေးရော အဲ့ဒါလည်းနည်းများတယ်လာသူချက်တော်ကြီးရောတရားကိုတည်းကြီး ရ ရ လာလာ ရအဲ့ဒါကိုကျဖုန်းတွေပါလေမပေးနဲ့ဖုန်းတွေပါလေမကောင်းနဲ့ရရ လောက်စား အတိရလား ဘယ်လိုပဲ မင်းကငါပါဇက်တော့မင်းလည်းလက်တော့တယ် ဟုတ်တယ် ငါလည်းလက်တော့တယ်အဲ့ဆိုမင်းကငါအငင်းခုံတစ်ခုလုံး လောက်စားမှာ မင်းကပြားတပုတ်ရွတ်ပဲအဲ့ကပြားကိုမင်းလိုက်ရွတ် အမလေးမောင်စကိုရဲ့တငယ်ချင်းလို့နေတာမပြအကုန်ရဟုတ်တယ် မောစဘူးတပည့်တပည့်ပါစီ ဟုတ်တယ် အဲ့ဒါဆိုရွတ်မယ်လေ လောက် နော်အဲ့ဒါကပြားရွတ်မယ် ကျွန်တော်ပြောပါခင်ဗျာ ဘာကပြားပြည့်ပြည့်လေ ဟမ် ဘာကပြားပြည့်မောစဘူးတပည့်ဆိုမှဘာကပြားပြည့်ပြည့် အေးလောက်စားမှာကြက်တယ်လောက်စားပါ လိုက်ယူချင်ပြီးတော့ အေး ဟဲ့ချက်ဒီဝလာကောင်းပြီ အကုန်ကလည်းကိုချီ မချီမတဲ့ကိုချက်တော့ကောင်းကောင်း ဘာကြီးလာမှာအားကြီးလာမှာပြောလေဒီဘိုင်းကမကြောက်ဆေးတဲ့ကောက်တောက်အဲ့ကြမှာချာ နေပါရင်ငါမဆောက်နိုင်ဘူးဒါမလို့နေပါရင်မဆောက်နိုင် လူကြီးလည်းဖြစ်တဲ့ပလီပလာတဲ့ကျန် နေပါရင်ငါမဆောက်နိုင်ဘူး အေးလောက်စားမှာလို့ ဒါဟဲ့ချက်ဒီဝလာကောင်းပြီ ကိုကလည်းကိုချီ မချီမတဲ့ကိုချက်တော့ကောင်းကောင်း မဟုတ်ဘူးဘာကြီးလာမှာပြော ဟဲ့နေပါရင်ငါမဆောက်နိုင်ဘူးပြောနေခါပါပဲကွာ ရတယ်ရတယ် ရတယ်လေဟဲ့ချက်ဒီဝလာကောင်းပြီ ကောက်ကောက်ကောက် မတော်လက်တွက်နေပါ ဘလို့ပါမဆောင်ချတယ် ဟောဒီလိုလား ဒီလိုပဲ ပါစတဲ့တွက်တယ်လက်ကျက်တွက်တယ် လောက်တယ် အဲ့ဒါဆိုမင်းနဲ့ငါနဲ့အလောင်းစားတစ်ခုလုံး လောက်စမ်းပါ အလောင်းစားတစ်ခုမနော်အဲ့ဒါဆိုရင်မင်းကငါမင်းပဲ အဲ တိထဲကတိနှုတ်ခြင်းဘယ်လောက်ကြာလဲပြော ဟဲ့တုံညပဲကြံတာပေါ့ဟဲ့ဒါပါဟဲ့တော့ခဲနေမှာလားကြက်ကြက်ကတော့တုံညကြံတာပေါ့ ဘာမှဇန်နဝါရီနော်လည်းမရှိ ကျန်တော်နော်လေးနေကြည့်တော့ကျန်တော့ ဇန်နဝါရီနော်လည်းမရှိပဲတိထဲကတိနှုတ်ခြင်းတိကြံတယ်မ တုံညကြံတာဘယ်လိုတိကျန် မားတယ်တိထဲကတိနှုတ်ခြင်းတိကြံတယ် ဘယ်လိုလုပ်နောက်တယ်နောက်ကြစမ်း နှုတ်ကြမယ်မနေ့ကျရင်မင်းဟင်းသလားစီးသေးသွားလိုက် သွားပြီ အဲ့ဒီကပဲကြီးရေစိတ်တစီဝဲခဲ့ ဝယ်တယ် လက်ထဲကင်ကား ကင်တယ် ဖြစ်ထုတ်လိုက် ဖြစ်တယ် ရှေ့မှာဘယ်နှဆန်ထွက် တဆန်ထွက်သွား လက်ထဲဘယ်တကူကြံလဲ တခွန်ကြံတာပေါ့ အေးတိထဲကတိနှုတ်တော့တိကြံ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 တော့ အဲတင်ချာလည်းပဲရေးစိမ့်တယ် ဘာမှစလို့စဝါကြီးနဲ့ စနေနေကြည့်တော့ဇဝဇဝ စပွဲစဝါကြီးနဲ့ အော်ဒီလိုတန်းလား အေး ကိုဝင်းစောလည်းအပေါင်းတို့မြောက်ဆက်တက်လား တက်ပါတယ်မေး ဘုံကြီးကျောင်းရဲ့အရှိမအပိုက်ပုံ3ပုံ သုံးပုံ နောက်မှ2ပုံ နှစ်ပုံ 3ပုံနဲ့2ပုံနဲ့ပေါင်းဘယ်နဲ့ပုံ သုံးပုံနှစ်ပုံအားလုံးတော့၅ပုံမားတယ်အားလုံးစုစုပေါင်းလိုက်တာအပုံကြီးတစ်ပုံနဲ့ပဲရတယ်ဟာဒါအပိုက်ကြီးရှုပ်လို့မီးရှုပ်လို့ပေါက်လိုက်တာနေတော့ကပဲကြီးတဲ့ကျလို့တဲ့နေအပိုက်ပုံနဲ့ပြန်လုပ်တယ် ပါတီရလား ဒီလိုပဲ ဒါဆိုမင်းငါမင်းဟောမှာစတိုက်ခုံထုတ်တာဝါအဲ့ဒီဝါဝါလို့မပါရေးချက်မပါဝစ်စဖို့ပါပဲဝါပြောင်ရေးချမ်း ဟေးဝတ်ဝါရေးချင်ဝဆန်လုံးပေါက်ပဲရမှာဝါလုံးမပါပဲဘယ်လိုရေးမလဲ ရေးမသိမချင်းမတာမြည် မြစ်ကဝါလား မြက်ကဝါမမင်းမလီလာတယ် ဩငယ်ဘဝတွေပြောကြီး ဘာဖြစ်တိုင်းပြီးရော ဒါဆိုအကုန်ငါစားတယ်ငါ အေး စားတဲ့ငါကိုငါကောရေးချဝဆန်လုံးပေါက်မပါပဲငါဖြစ်အောင်ရေးပြ မလေး
ငါရေးချဝိဆန်လုံးပေါင်းငါရှိတယ်ဘလို့ရေးမလဲပေါ်ပေါ်ရေး မသိမချင်းမသာဇလားပြီးရတဲ့ ဒီကြီးဆိုစလားပြီးရငါလား ငါမဟုတ်တော့အဲ့ဒါနင်းမိမကြီးလား ကျွန်တော်မိမငပြေးမာကြီးဟာတော့လို့စကားပြောမင်းဟောဒီလား အဲ ဒါလို့ဆိုမင်းငါမင်းမယ် အေး ခံတူကိုကန်းမှာပါပဲခံတူပြောင်းရေးစမ်း လွယ်လွယ်လေးအချောင်း ဟဲ့မားတယ်နတ်ကတော့ ဆောက်ကိုနတ်ကြောင်နေရ ဘာလို့မဖြစ်နိုင်ရင်ပြီးရော ဒီလိုလဲလား ဒီလိုတမ်းပဲ ကိုကြီးတော်တော်စတတ်တယ် တက်တယ် စက်ပြာကိုစလိုက်ရောပဆောက်ကုန်မှာပါပဲစက်ပြာဖြစ်အောင်ရေးပြစီ အမလေးစားလျောပတ်စပ်ပါပဲဘယ်လိုရေးမလဲပေါ်ပေါ်ရေး မသိမချင်းမသာဖူးကြီးအိုကီလောကဘိုးဆယ်မြို့ကကိုပြီးတဲ့ live boy အဲ့ဒါလေး ဘယ်လိုလုပ်ပြီးဖြတ်ချ အကုန်ချတယ်အများကြီးအဲ ဘယ်လိုဆိုမင်းငါမေးပဲ အဲ ဟာမမြစ်ရှိအဲ့ဒီမြစ်ကိုဟိုဘကန်းကိုနွားကိုကောင်ဖြတ်ကူမယ်အဲ့ဒါကိုဂွေးစီကြီးမဆိုအောင်ကူးစားဟုတ်လားတော့ ဟွာ အဲ့ဒါလည်းတော့ အဲ့ဒါဆက်လေးနဲ့ကူမယ် ဟဲဆက်လေငါတို့တဲ့ချင်းမှာဆက်တော့ချင်းဟိုဘကကူးလို့မရဘူး တရားဥဆိုတရားဘောကူမယ် တရားမဆောက်ပါသေးဘူးအရောက်လူမကကျဲလို့ကန်းပြိုလို့တရားမဆောက်ပါသေးဘူး အဲ့ဒါဆိုကျွတ်အိတ်တွေနဲ့ထုတ်သွား ကျွတ်ကနွားဝိုးစီမလို့နေကောင်းကြီးထုတ်သွားပါ အဲ့ဒါဘယ်လိုလုပ်ကူ ဟိုဘကန်းကိုနွားကိုကောင် အဲ ဂွေးစီရေမဆိုအောင်ကူးတယ်နီး ဘယ်လိုလုပ်ကူမလဲ ရှင်တော့ဂွေးစီလုံးဝငိုးလိုက်လုံးဝဂွေးစီလုံးဝငိုးလိုက်လုံးဝဂွေးစီလုံးဝငိုးလိုက် နောက်ဆုံးတော့じゃနင်ကုန်မလို့လား နောက်ဆုံးတော့နမ ဟဲ့ဟွာနမမစိုးဘူးလား ဘယ်ဆုံးလဲသူကဂွေးစီမှမပေါ်လာဘူးကမစနာကြီးမနမဂွေးစီရှိတယ် ဘယ်မှာဆာရှားတယ်လို့ ဟောဆန်ရှားနေတော့ရုပ်ရှင်မင်းသမီးလား ဟောပါကိုဗစ်တော့ဆာရှားတော့တင်းကြခဲ့ဟိုးမတိုင်ယုံမီနေတာစမ်းမီအမေကိုရီးယားမင်းသမီးစမ်းမီမဟုတ်ဘူးတန်းစမ်းမီတိုင်မီတာလို့ပြောတာ ဘာမှစကားဘယ်တကတိကြတာ အပြင်ရတတ်ပါဗျာ ငါလည်းတက်တယ်မေး အဲ့တော့ကျွန်တော်ဘဝတုဒ္ဒမေးရမလား ရတယ် စာတန်ပေတန်နဲ့လေ မေးစမ်းမှာ ဟဲ့ပွင့်ကြရေး ဘာလဲကွာ ဟဲ့ပွင့်ကြရေး ဘာလဲကွာ ငါပြောသည်ဆိုတာဟာလေဘယ်ပင်ကတီးပါတယ်လေကွာဒီလိုနေငါပြောသည် စောက်ချိုးနဲ့ငါဘာမှမမေးဒါမှခက်လို့ မတီးဘူး ဟဲ့အားလာကြည့်လားဘောရနှုံသားကြည့်လားကွာမပြောသည်ဆိုတာဟာလေမပြောသည်ဆိုတာဟာလေဟဲ့ဘောက်ကန်းတနနာပင်ကတီးပါတဲ့ယာဘာဆိုင်လို့လဲကွာအမချင်းတူတယ်ကွာတူတာရှိပြီးရောပါပဲချရမယ် ငါပြောပင်နဲ့ဗုဒ္ဓံတယ်မယ် ဘုရားတည်းမှာအယုချင်းတူတယ်တူတာရှိပြီးရော တူရတယ် ပြီးရော ဟာ အမမောင်ရက်ပစောချပါ ပွင့်ကြော်ရေး ပါလဲကွာ နနတိဆိုတာဟာလေနနတိဆိုတာဟာလေဘယ်ပင်ကတီးပါတယ်လေ ဟေးအားလာကြည့်လားဘောရနှုံသားကြည့်လားကွာနနာတိဆိုတာဟာလေနနာတိဆိုတာဟာလေစာတဖူးပင်ကတီးပါတဲ့ဗျာ ဘာဆိုင်လို့လဲကွာ အယုချင်းတူတယ်ကွာတူတာရှိပြီးရောပါပဲချပြီးတခါတည်းအမတူတယ်နော်ကျွန်တော်ပြောရတယ်နော်နောက်အမတယောက်ရှိရလားမလို့ ဘာမလုပ်နဲ့အယူရဲ့စိတ်ကစားတဲ့အယူရဲ့ ဒီကစိတ်ကစားမလားခေါင်းတွေဖြူးနေပြီ ဒါအဲ့ဒါဆိုနေငါမင်းမယ် မေး မတူတာရှာမင်းမယ် မေးလေ ပွင့်ကြော်ရေး ပါလဲကွာ မိန်းကလေးတွေဟာလေအမျိုးသမီးတွေဟာလေဘယ်ပင်ကတီးပါတယ်လေကွာ မမမောင်လေးဘယ်လိုပြောလိုက်ရ ဟုတ်တယ်သူတို့မောင်နှမတွေကတော့လိုက်နေတာ အမလည်းမရှေ့ပါလေကောင်းကြီးတော့ကြီးတယ်ကောင်းကြီးတော့ကန့်လာတော့တက်ထိုင်မလွယ်ဘူးဟောဒီလိုလား လေလေ အမမောင်လေးဖြည့်ကြည့်မတော့မိုင်းတော့မောင်လေးဖွင့်လို့သလားဟဲ့အဲ့ဒါဒီတော့ဘောရနှုံသားကြည့်တတ်ကွာအမျိုးသမီးဆိုတာဟာလေအမျိုးသမီးဆိုတာဟာလေဟဲ့ညောင်းမင်းကတီးပါတဲ့ဗျာ ဘာဆိုင်လို့လဲကွာ အရွှေချင်းတူလေကွာ အမတူလို့လာပါရီးနေတာ တော်သေးတယ်အမရှိရဆောက်တော့လာထိုင်ကြည့်လို့သလား လိုင်းမကောင်းလို့ကျွန်တော်ဒေါင်းတော့ဆွဲကြည့်မယ် ဟာလည်းဒီနိုင်ရင်ပြီးတော့မစိတ်ဆိုးချက်ဘာကြောက်မှမရှိ မိုင်သူ့ကိုခွင်းစွပ်ပေးပါ ခွင်းလို့နမနဲ့ဝေးဆိုတော့ငါကောင်းကြီးလာပြီ တယ်လို့ရလား ဒီလိုဒါပဲ ပိတ်ကြော်ရေး ဘာလဲကွာ ယောက်ျားလေးတွေဟာလေယောက်ျားလေးတွေဟာလေဘယ်ပင်ကတီးပါတယ်လေကွာ ဟဲ့အဲ့ဒါဒီကဘောရနုံလာကြည့်တတ်ကွာယောက်ျားလေးဆိုတာဟာလေယောက်ျားလေးဆိုတာဟာလေဟဲ့ခွေးပင်ကတီးပါတဲ့ကြာ ဘာဆိုင်လို့လဲကွာ အလုံးရင်းတူလေကွာတော်သေးတယ်မမရှိရဆောက်တော့လာထိုင်နေလို့ ဘာမှမပြောကြည့်ပါ မဂူးစီပါကိုကြီးစုရတယ်ရုပ်ပဲမှာ ဒီလိုရလား ဒီလိုပဲ ရတယ်ဒီမိန်းကလေးတွေယောက်ျားလေးတွေပါတော့အဲ့ဗာလေခွေးပင်တို့ညောင်ပင်တို့မပါတာမင်းပဲ မေး ပွင့်ကြော်ရေး ဘာလဲကွာ အချောက်ဆိုတာဟာလေခံလူဆိုတာဟာလေမိမရှာတွေဟာလေဘယ်ပင်က
င်ကတီးပါတယ်လေကွာအမေတလူနေရ ကျိုင်းတော့တို့တယောက်ချစ်သူများဖြစ်မလား ဘူးလည်းမမဘူးလောလောက်ရောမမတာ စကားသိမ့်မရောအသေးတယ်ဟဲ့အားလာကြည့်တော့ပေါ်ရနှုတ်သားကြည့်တော့ကွာဟဲ့အားလာကြည့်တော့ပေါ်ရနှုတ်သားကြည့်တော့ကွာကာနုဆိုတာဟာလေအချောက်ဆိုတာဟာလေအမမကာနုဆိုတာဟာလေအချောက်ဆိုတာဟာလေဟဲ့လက်ခုပ်ပင်ကတီးပါတယ်ဗျာ ဘာသာကြုံလဲကွာ ချီးကြော်တယ်ကွာချောက်တော့ကြည့်တော့မကောင်းတော့ မမဝဲမောင်လည်းတည်အောင်မှာဆိုတော့ခုနဖုံဖုံကလည်းစုချတယ်မဝဲမောင်လည်းစုချတယ်ခေတ္တကပြောင်းသွားပြီ ပါလိမ့်မယ် ခေတ်အမျိုးမျိုးပြောင်းနေတဲ့အချိန်အဲ့ဒါကိုပေါ့စီမသိတာခေတ်ပြောင်းတဲ့ကိစ္စကို ခက်တာလေ အဲ ရှေ့ကင်းတဲ့ဒီကင်းနဲ့မတူတော့ ဦးလေးဗန်ချားလို့ ရှေ့ကင်းတဲ့ဒီကင်းနဲ့မတူတော့ပြောင်းလဲလာ ဘယ်လိုလဲ ရှေ့တော့ဘဘကြီးတွေပစိုးစည်းတာဒီကင်းလူငယ်တွေပစိုးစည်းတာမတူတော့ ဘယ်လိုကွာလို့ ရှေ့တော့မမေကြီးတွေဓမီဝတ်တာကိုမျိုးသမီးတွေဓမီဝတ်တာမတူတော့ရှေ့တော့ဘဘကြီးတွေပစိုးစည်းတာကပုံစားကြီးတွေထုတ်ပြီးတော့ဒီလိုစည်းတာ ဘယ်လိုလဲပဲကျွန်တော်မိုက်ပြတာရောကပုံစားထုတ်တော့ဒါရင်ကြီးရအရှိမဒူးတို့ဘာလို့မမြင်အောင်ဟုတ်တယ်ဘာအရှိရအဲ့ဒါပါ တွားတော့လဲသူကခန်းခန်းညာညာဒီလိုတော့ အရှိရတယ်ကြီး အဲ့ဒီငါ့ဘုအေးရောင်းနေ ဘာလဲဗျာပေါင်း ဒီ ပြီ လိုဒီနေ့တဲ့ကိုင်းနေစင်ပြေကြရလားကွာ အမလေးကောင်းလိုက်တာကထိန်နေတော့လူးနေတာကောင်း ဘလောက်ရင်ကျေးတာ ဘယ်လောက်ကြက်တည်လဲရှိ ငါရှေ့တော့ဘဘကြီးတွေ အဲ ဒီကလူငယ်ကြဒီလိုမဟုတ်တော့ ဘယ်လိုလဲ ပစိုးဝတ်တာလည်းကြားကံဝတ်တယ် ဟာဘယ်လိုလဲ တွားတော့လဲသူက AI တရားဝင်နေတယ်ပစိုးဝတ်တာကကြီး ဗျာခက်လူပဲပေါ့ဒါကြီးအကြိုင်လာတယ်ဘယ်ဒါကြီး အော်မဘောမကိုပရဲကောင်ကိုတန်းရှာနေတယ် အဲ့ဒါရောက်တာစတိုင်းရောက် အဲ့ ID ကားနေတာဒါဒီကလူငယ်တွေရှေ့တော့မမေကြီးတွေထမင်းဝင်းချီချင်းဝင်မပေါ်အောင်ဒီလိုဝတ်တာ အော်ထမိန်ရောဟိုကတင်မီလို့ခေါ်တယ်ခုကာလာကြီးလည်းလို့ထမိန်ဒီဘက်တင်ရင်ဟိုဘက်တင်မီရသူတို့ဘာမှမသိအောင်အဲ့ဒါတူ တွားတော့သူကစိတ်မရင်တာ ညနေကြီးပါဦးလားဆက်ပါရင်ညနေ ဆိုးတယ်လက်ကွက်ကြီးကွာ အဲ့ကမှ ဒါတော့ဝေး ကျုပ်ဒီနာမှာအပေါ်ပါတော့ကျင်တယ်ကောင်းပါလေလူသူလေးပါကြည့်ပြီထမင်းလေးနဲ့ပွဲပေးတာ အေးပါ ကျုပ်သွားမှာကောင်းပါလေ အေးတော့ဘယ်လိုလဲအာဘယ်ကကြည့်ဒီမှာမှာဆိုတော့ အဲ့ဘာဖြစ်တာ အပြီးတော့မှဆိုဘဲသိန်းတွေတော့တာသွား ချက်သေးချက်သေး ချက်ကဈေးကြီးတယ်ဘဲကသက်တာ ဟောအေး ဒါရှိတော့မမေကြီးတွေဒီကိမျိုးသမီးကြဒီလိုမဟုတ်ဘူး အဲ ကျွန်တော်ပြောတာဒီဟာမျိုးသမီးတွေပြောတာမဟုတ် ဘ ဘူး ယ်ရမလဲ ကျွန်တော်ပြောတာဖောင်းချောင်းကလူတွေ ဟောတော့လာတယ် ဖောင်းချောင်းနေတာဖောင်းချောင်းနေလေ ဒါဖောင်းချောင်းကလူတွေပြောတာမဟုတ်ဘူးတောင်လုံးစုကလူတွေ လာငါတို့တွေ့တယ်အခုကတွေ့တယ်လာတော့အေးလာတယ် ဒါဆိုအော်ရော်လေးကလူတွေပြောတာ ဟုတ်ဘာလဲလာပဲ သူတို့လာတယ် အကုန်လာတယ် လာရင်တယောက်နည်းနည်းဒီမြခံကြ အခါတော့နည်းနည်းသိပြက သူတို့ကြတော့ထမင်းဝင်ထမင်းကခွင်းရကြေး ဝဲကြ ထ ည့် မင်းကခွင်းရကြေးတောက်က9တော့တဲ့တော့ထမင်းကအပေါ်မှာရှုပ်ပြီးတော့အောက်မှာကားနေမသိရင်ကျွန်တော်တို့ငယ်ငယ်ကလေဘဲမှာဆိုတဲ့ကြောက်တန်ကြီးလိုပဲထမင်းဝင်ရိုးတန်းမဟုတ်ဘူးသူတို့ထမင်းဝတ်တာဒီလိုဝတ်တာ ဟမ်အဲ့ဘယ်လိုလုပ်တာလဲ ကိုအကိုကြီးသဘောကျတယ် ဘယ်ဟောကြလဲ ထမင်းတော့ အော်ဟေးထမိတ် ထမင်းတော့ကြည့်တော့တကားမှမပြောလိမ့်တာ သူကမိမဆိုအကုန်ယောက်ျားတွေဖုန်းကြီးဝတ်တယ်လေ မပြီးသေးပါဘူး အဲ အစာကြီးထွက်လို့ထိုးတယ် ဟဲ့အကောင်မဘာတွေထုတ်ထဲလာလို့ ထမင်းထုံးမင်းတော်တာပေါ့ ဘာထုံး အထက်စင်တော့တော့မင်း350မကိုမ ဟောတော်သေးတယ် သူတို့ကြတော့အပေါ်ပါသွားခြင်းလာရင်အနားမှာဘဲလေးဘယ်တော့ပဲရှိချင် အဲ ဘယ်ယောက်ျားလေးမှကူးမဆိုင်ဘူး ဘယ်လိုလုပ် သူကဒီလိုသွားတာ IDK တော့ရက်ခွက်တယ်ဘယ်လိုမှလည်းမကတ်ဘာလို့လဲ သဘောထားကျွတ်နေ ဟိုကောင်းတယ်စပူတာတွေထက်တယ်ဒီ အဲ့ဒီတော့ကျုပ်ကြီးတာနဲ့တပြိုင်နက်ကော်ဖီကိန်းဆဲပြန်းတယ်လို့ပဲ ဘယ်လို အားရတော့မကောင်းဘူးပြီးတော့သူကဓာရီတော့ပါသွားသေးတယ် အော်နှခမ်းစီတွေမှာဆိုလို့တော့ပြ ကဲနောက်မှလည်းလွတ်လွတ်ကိုအများကြီးချင်တယ် ကျွန်တော်တလဲလေးတွေတက်ပေးမယ် โอเค ဖုန်းဥအိမ်သာဆက်ကခုနကုံပြုတ်နေကျွန်တော်တို့9000ဘုံအောင်နဲ့ဆုချတာဒါကြောင့်မှကြင်ကြလေးမယ်လေ
ကျေးဇူးတင်ပါတယ်တော်ကြကြမှာအင်းမဆိုတို့ဖြည်းဖြည်းမှလာရပါတယ်နော်အဲတန်းပြောတာအဲ့တော့တော်ကြမှာပြက်လုံးလေးတွေရည်စရာလေးတွေမြတ်တစွာနဲ့သွားမယ်အဲ့တော့နိုင်ငံတော်ဆွေစိတ်ဆွရှင်မုံဝဲမောင်ဖွဲ့ဘူးဆက်လက်အားပေးအောင်လက်ကုပ်တန်လေး လက်ကုပ်တော်ကြားပါစေကျွန်တော်